အဲ့တော့ဓမ္မပမင်းလေးကိုမေတ္တာပို့လေးဖြင့်ဦးဇင်းတို့ဖွင့်နေကြရအောင်နော်ငါဟုသမောဗံယုံနှထွေဘေးရန်ကင်းလျာတတ္တာရှိချမ်းသာကိုယ်စိတ်ယောဘိလျံဝေခသိင်အင်းငြိမ်းကြပါစေတရားနာလာကြမြာလာဝေရေဘေးရန်ကင်းလျာတတ္တာရှိချမ်းသာကိုယ်စိတ်ယောဘိလျံဝေခသိင်အင်းငြိမ်းကြပါစေညောင်ရွာမြေကြီးခိုမီသူတွေဘေးရန်ကင်းလျာတတ္တာရှိချမ်းသာကိုယ်စိတ်ယောဘိလျံဝေဘေးခသိင်အင်းငြိမ်းကြပါစေမြန်မာနိုင်ငံကြီးခိုမီသူတွေဘေးရန်ကင်းလျာတတ္တာရှိချမ်းသာကိုယ်စိတ်ယောဘိလျံဝေဘေးခသိင်အင်းငြိမ်းကြပါစေဒီကဘာမြေကြီးခိုမီသူတွေဘေးရန်ကင်းလျာတတ္တာရှိချမ်းသာကိုယ်စိတ်ယောဘိလျံဝေဘေးခသိင်ငြိမ်းကြပါ